ဦးဇင်းကဒီကနေ့တရားချစ်ခင်စိတ်ကောင်းဝိညာဉ်ကုန်သောတရားတော်မှာအပေါင်းသူတော်ကောင်းတို့အတွက်ဘေးဥပတ်ယောဂအန္တရာယ်အသွေးတို့မှကင်းဝေးပါစေခြင်းအကျိုးငှ၎င်းစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနှင့်အစဉ်သာဝရပြည့်စုံပါစေခြင်းအကျိုးငှ၎င်းဦးဇင်းကနေပြီးတော့ဘုဇင်ကသုတ်ပရိတရားတော်မြတ်ကြီးကိုရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဦးဇင်းတို့တရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောတရားမှပေါင်းသူတော်ကောင်းတို့ကရိုးရိုးသေးသေးနဲ့နာယူမှတ်သားကြပါကုန်။နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသန္တာရိတန္တရဏံသဗ္ဗဒုက္ခဝိနာသနေတတ္တဓမ္မေဇာဘုဇင်္ဂေမာတတိနပမတ္ထနေဘောဇိတဝါယေစီမေတတ္တာတိဘဝမုဒ္ဒဂုတ္တမအာဇာတိမဇရာဖြာတိအမတံနိဗ္ဗယံကတာဧဝမာနိကုဏုပေတာနေကကုဏတိကဟဩတရေသာဣမမန္တံဘုဇင်္ဂေသပနာမဟေဘုဇင်္ဂောတတိသင်္ခါတောဓမ္မာနံဝိဇယောတထာဝိရိယံပိတိပတ္တိဘုဇင်္ဂာသတထာပတိသမာရူပိကဘုဇင်္ဂာတတ္တိတိတဗ္ဗရတိနာမုနိနာတဗ္ဗရခတဘာဝိတာဘဟုလိကတာသံဝိတ္တံတိအဘိညာယနိဗ္ဗာနာယသဘောဓိယဧတေနသစ္စာဝိဇေနသုတိတေဟောတုတပ္ပရာဧကသမေသမေနာထောမောကလနိသကတ္တပံဂီလာနေဒုက္ခိတိဒိဋ္ဌဝါဘုဇင်္ဂေတတ္တတိတယိဒေသတံအဘိနာဒိဋ္ဌဝါရောဂမုံစိန်တုတင်္ခနေဧတေနသစ္စာဝိဇေနသုတိတေဟောတုတပ္ပရာဧကရာဓမ္မရာဇပိကေလိညေလာပိပိလိတောသုဒ္ဓထေရိနာတံယေဝပနာပိတဝနာသာရတံသမောဒိတဝနာအဘဒဓမ္မဥထာတိဒါနတောဧတေနာသစ္စာဝိစေနာသုတိတေဟောတုတပ္ပရာဗိနာတိသအာဘာဒဒိဏနံပိမေတိနံမဂ္ဂဟာတာကိလေသဝပတ္တာနုပတိဓမ္မတံဧတေနာသစ္စာဝိစေနသုတိတေဟောတုတပ္ပရာ